ဆွန်လရဲ့ပထမဆုံးပတ်မှာတင်းလာသားသမီးတွေလုံးဝသတိထားမဲ့အချက်တွေရှိနေပါတယ်။အမှားရွေးမဖြစ်ရလေအောင်ဆရာကြီးစန်းစားနေဖို့ရဲ့ထူးလန်းညွှန်ချက်တွေကိုအခုပဲနောက်ဆင်ကြည့်လိုက်ကြရအောင်နော်။တင်းလာနေမွေးသူအားလုံးမင်္ဂလာပါ။2026ဇွန်လ1ရက်ကနေစပြီးတော့ဇွန်လ9ရက်နေ့တော်တွင်မှာရီမန်းချက်မှန်သမျှအောင်မြင်မယ်အရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိလာမယ်။ဆုံးဖြတ်ချက်မှန်မယ်ပေါ်ပေါက်လာတဲ့ခွင့်ရတွေကိုလက်တွေ့သုံးချနိုင်တယ်။နေထိုင်မှုနေရာအလုပ်နေရာပြောင်းရွှေ့ကြံသူတွေဒီချိန်မှာပြောင်းလဲမှုကအကျိုးပေးလိမ့်မယ်။ဒီကာလမှာပေါ်လာတဲ့ခွင့်ရတွေကကိုယ်အတွက်ကောင်းမှုပဲ။တခါမှမလုပ်ဘူးသေးတဲ့အလုပ်သစ်တွေကိုလည်းလုပ်ကင်ပြီးတော့ကောင်းသောတိုးတက်မှုကိုရနိုင်တဲ့ထူးခြားတဲ့အခါကောင်းတစ်ခုဖြစ်ပါတယ်။တရက်နေ့မှာရာဆင်ပြေခြင်းအလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။နှစ်ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရမှုနဲ့ကောင်းသောကံပွင့်ခြင်းကိုကြုံမယ်။သုံးရက်နေ့ပြောသမျှလုပ်သမျှထွန်းပေါက်မယ်။ကောင်းခြင်းမင်္ဂလာဖျားပြည့်စုံတယ်။လေးရက်နေ့မှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်တယ်။ဘဝတက်လန်းပေါ်မယ်။ငါးရက်နေ့မှာရန်တိုက်ခံတွေယူဆိုင်ရမယ်။မတော်တဆအနေတွေလည်းဖြစ်တတ်တယ်။တောင်ရက်ကိုတည်သောစရနေရှိတတ်တယ်။နေစရနိုင်တဲ့တနိုင်ခွဲအတွင်းအသွားလာယူဆိုင်ရမယ်6ရက်နေ့ကတော့စိတ်ချမ်းသာခြင်းစင်ပြေခြင်းကံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းကိုကြုံမယ်။အဲဒီကဒနာသိတိနဲ့ခံတဲ့စမ်းရှင်တဲ့နေ့ဖြစ်တဲ့အတွက်ငွေဆက်ကူတရွက်ကိုမွေးနှံသာဖြန့်ပြီးသူနဲ့ဆောင်မှာ9ရက်နေ့မှာတော့ဥတီကျပြောင်းပြီးလှုပ်တာကြိုးပေးတယ်။ငွေကုန်ကြေးကြများမယ်အရဝေးကကောင်းသောသတင်းစကားကြားသိကြုံတွေ့ရမှာဖြစ်တယ်။တပတ်တာကာလအတွင်းတနင်္လာအင်္ဂါဗုဒ္ဓနဲ့မွေသူတွေကိုကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့စနေနေ့မွေသူတွေစိတ်နှောက်ယှက်ပေးတတ်တယ်။156ခဏနေကျိုးပေးတဲ့အဝါရောင်လေမော်ရောင်နှုတ်နှစ်ရောင်တို့ကိုအကျိုးပေးရောင်များဖြင့်သုံးဆွဲနိုင်ပါတယ်။အဝါရောင်ပန်းမွေလေးတွေဖျားကပ်လူပူဇော်ပြီးလိုရာဆန္ဒပြုခြင်းဖြင့်အလိုပြည့်ခြင်းကိုရရှိပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။